တရုတ်နိုင်ငံမှာ Golden Monkeys 3 ကောင်ဟာပြည်သစ်နိုင်ငံအလဲပိုင်းရှိဘိုဘယ်ပန်းခြံမှာအများသူငါရှေ့ကိုထုတ်ဖော်ပြသခဲ့ပြီးမျိုးစိတ်များရဲ့အာရှအပြင်ဘက်မှာပထမဆုံးခရီးဖြစ်ပါတယ်။ Golden Monkeys 3 ကောင်ဖြစ်တဲ့အထီးတစ်ကောင်နဲ့အမ2 ကောင်တို့ဟာထိမ့်သိမ်းဆောင်ရှောက်သူတဦးနဲ့တူရှန်ဟိုင်းတောရိုင်းတရိတ်ဆန်ဥယျာဉ်မှအေဗီလာအစောပိုင်းမှာရောက်ရှိလာခဲ့ပြီးတလကြာတီးတန့်ခွဲထားမှုကာလကိုပြီးဆုံးခဲ့ပါတယ်။ဒီလိုရောက်ရှိလာမှုဟာ Zoo Park of Beauvais နဲ့တရုတ်နိုင်ငံတောရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးအဖွဲ့တို့ကြား10 နှစ်ကြာပူးပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော်ရိုင်းတရိတ်ဆန်ကာကွယ်ရေးနဲ့ထိန်းသိမ်းရေးမှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ရည်ရွယ်ထားပါတယ်။ကျိုးဆိုပွဲခန်းနာမှာတရိတ်ဆန်ယုံရဲ့ဒရိုက်တာက Golden Monkeys 3 ကောင်ရဲ့အမည်များဖြစ်တဲ့ကျင်းတူရွှေမျိုးစိတ်ကျင်းပေါင်ရွှေရတနာနဲ့ကျင်းဝါရွှေပန်းတို့ကိုထုတ်ဖော်ပြသခဲ့ပါတယ်။အခုနှစ်အစောပိုင်းကစတင်ခဲ့တဲ့အွန်လိုင်းအမည်ပြိုင်ပွဲတစ်ခုမှအဆိုပါအမည်တွေကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။လာရောက်လက်ပတ်သူတွေကလေးတွေအတွက်နဲ့ကျောင်းတွေမှာအလွန်မျိုးသုံးပြောက်ကွယ်လူနီးပါးဖြစ်နိုင်ပြီးအန်ဒီရဲ့အရန်များကတကယ်ထူးခြားတဲ့အဆိုပါတရိတ်ဆန်တွေအကြောင်းအသိပညာပေးဖို့အတွက်လှုပ်ရှားမှုများစွာပြုလုပ်သွားမှာဖြစ်ပါတယ်လို့ Zoo Park ရဲ့ဒရိုက်တာကပြောပါတယ်။ Golden Monkeys တွေဟာအာရှကနေထွက်လာပြီးဥရောပမှာပထမဆုံးကြိမ်ဖြစ်ပြည်ပကိုခရီးထွက်လာကြတာပါ။တယ်ယူပို့ဆောင်ရေးကာလရှေ့ကြောင်းမှုအတွက်စိုးရိမ်မိပေမဲ့ပြင်ဆင်မှုတွေကစေးဆက်တည်ကြတာကြောင့်ကျန်းမာရေးလည်းကောင်းမွန်ခဲ့ပါတယ်။အခုကတော့တဖြည်းဖြည်းနဲ့လိုက်လျောညီထွေဖြစ်နေပါပြီလို့တရုတ်မွေးမြူသူတအူးကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။